ဒဇင်နယ်ဝင်းနဲ့သူမရဲ့အချစ်ရေးအရှုပ်တော်ပုံဒဇင်နယ်ဝင်းနဲ့ညံလေးနိုင်တို့ဟာပရက်စင်တာဘဝကနေကလေးကလက်တွဲခဲ့ကြတဲ့သူတွေဖြစ်ပြီးချစ်သူတက်တန်း14နှစ်တောင်ရှိခဲ့ပြီလို့ညံလေးနိုင်ကဆိုပါတယ်14နှစ်ဆိုတဲ့အချိန်ကာလဟာတူတောင်းတဲ့အချိန်ကာလမဟုတ်ပါဘူးလူတစ်ယောက်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုအတူတူဖြတ်သန်းခဲ့ကြတဲ့အချိန်လို့တောင်ပြောလို့ရပါတယ်လက်တွဲလာခဲ့ပြီးမှဘာကြောင့်ဒီလိုကွဲကွာသွားကြတာလဲဆိုတာကတော့ပရိသတ်တွေအားလုံးသိချင်နေတဲ့မိကုန်းတစ်ခုဖြစ်နေပါတယ်ညံလေးနိုင်ကတော့သူတို့ရဲ့ဆက်ဆံရေးပျက်စီးရတဲ့အကြောင်းရင်းကိုသူ့ဘက်ကနေပွပွလင်းလင်းပဲပြောပြလာခဲ့တာကိုတွေ့ရပါတယ်ညံလေးနိုင်ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားတဲ့စာတွေအရဒဇင်နယ်ဝင်းဟာသူ့ကိုအဆက်အသွယ်ဖြတ်တောက်ဖို့စ조사နေတယ်လို့ဆိုပါတယ်သူ့ရဲ့စာသားတွေထဲမှာတော့သူဟာအခုအချိန်ထိအသေးကွင်းနေရဆဲဖြစ်ပြီးဒဇင်နယ်ဝင်းရဲ့လုပ်ရက်တွေကိုလည်းနားမလည်နိုင်ကြောင်းလူချင်းဝင်သိက္ခာကိုမလေးစားတဲ့လုပ်ရက်ဖြစ်ကြောင်းပြစ်တင်ဝေဖန်တာကိုတွေ့ရပါတယ်။ဒါအပြင်တငယ်ချင်းဘဝတုန်းကပတ်စံမရှိလို့အပြင်ထွက်ဖို့တောင်မလွယ်ကူခဲ့တဲ့အချိန်တွေအတူတူရုန်းကန်ခဲ့ရတဲ့အချိန်တွေကိုပြန်လည်အမှတ်ရပြီးတော့ဒဇင်နယ်ဝင်းရဲ့အခုလိုလုပ်ရက်ကြောင့်နားမလည်နိုင်ဖြစ်နေပုံကိုလည်းရေးသားထားပါတယ်။ညံလေးနိုင်ကဒဇင်နယ်ဝင်းဟာနာမည်ပိုကြီးလာပြီးတဲ့နောက်ပိုင်းမှာတော့သူ့ကိုဂရုမစိုက်တော့ပဲသူမရဲ့အလားပါကိုလည်းပိုအလေးထားခဲ့တယ်လို့ဆိုပါတယ်။လာချင်တာကလူတစ်ယောက်ရဲ့တဘာဝပဲဖြစ်ပြီးတော့မကောင်းတဲ့အချက်လို့တော့ပြောလို့မရဘူးလို့ပရိသတ်တွေကဆိုပါတယ်။ဒါပေမဲ့နာမည်ကြီးလာတာနဲ့အမျှသူမကိုစိတ်ဝင်စားတဲ့လူတွေလည်းပိုများလာပြီးအဲ့ဒီနောက်မှာတော့နောက်တစ်ယောက်ရှိနေတာကြောင့်သူ့ကိုအဆက်ဖြတ်ဖို့စူးစမ်းနေတာမျိုးဖြစ်နိုင်တယ်လို့လည်းညံလေးနိုင်ကတွေ့ဝိုက်ပြီးတော့ပြောဆိုတာကိုတွေ့ရပါတယ်။ဒီအချက်ကတော့ညံလေးနိုင်ဘက်ကသာစွတ်ဆဲနေတာဖြစ်ပြီးတော့ဒဇင်နယ်ဝင်းဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတစုံတရာဖော်ထုတ်ပြောဆိုတာမျိုးမရှိသေးပါဘူးရှင်။